ငါတို့ဒေါသတွေကတသက်မှမိမတယောက်ပဲယူတာနဲ့လို့မိစ္ဆာမကူမရငယ်မယူနိုင်ဘူးလို့ပြက်ပြက်တသားတုတ်ပြန်ခဲ့ပါတယ်အဖေကြံဖေးဦးရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်တစုံပဲကျန်တော့တာအဲ့ဒါကလည်းလေထဲကဖျောင်းနိုင်ပြီလို့တုံရင်ပြီးအချိန်မရွေးငိမ့်သွားနိုင်တော့အောင်အားနေနေသေးလို့အခုလောလောဆယ်ရွှေ့လို့မရသေးဘူးလို့ကလေးမလေးကအတွေ့အကြုံရဲ့ဆရာကြီးတယောက်လိုတင်းငိမ့်စွာပြောလိုက်ပါတယ်သူမရဲ့ရည်မှန်းချက်ကတော့တောထဲမှာလွတ်စင်နေတဲ့ဦးရဲ့ကြန့်ရှိနေတဲ့ဝိညာဉ်အစိပ်ပိုင်းတွေကိုပြန်ရှာပြီးအသက်ကယ်တင်ဖို့ပါပဲဖခင်ဖြစ်သူကတော့သမီးလေးကိုတခုခုဖြစ်မှာစိုးရိမ်တကြီးတားဆီးနေပေမဲ့လည်းစိတ်ချပါပဲသမီးကမွေးကလေးကပါရမီပါလာတဲ့သူပဲကိုလားသမီးနောက်ကသာလိုက်ခဲ့တော့ဒီညသမီးနဲ့အတူတရေတော့ဖမ်းရအောင်လို့ဆိုကသူမရဲ့တစ်သားသားလေးကိုကင်ပြီးရှေ့ကနေရဲရဲဝံ့ဝံ့ဦးဆောင်ထွက်ခွာသွားပါတော့တယ်တစ်ဖက်မှာတော့တောနက်ထဲကကြောက်ဆောင်ကြီးတစ်ခုရဲ့အရေးအောက်မှာထူဆန်းပြီးကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုရှိနေပါတယ်အဲ့ဒါကတော့လှပလုံးပေမဲ့အေးဆက်ဆက်အရှိန်ဝါရှိတဲ့မိမတရေတကောင်ကလမ်းမလာတဲ့ခီးသွားယောက်ျားတစ်ယောက်ကိုမြူဆွဲနေတာပါသူမရဲ့မျက်လုံးတွေကတွေးအောင်နှမ်းနေပြီးနှက်ခမ်းကတော့ရက်ဆက်တဲ့အပြုံးတစ်ခုကိုစောင့်ထားပါတယ်ဒီလိုလူတူဝေးတဲ့တောနက်ထဲမှာဒီလောက်လက်ဆက်တောင်တင်းပြီးရန်တက်အပြည့်ရှိတဲ့ယောက်ျားမျိုးမတွေ့ရတာဘယ်လောက်တောင်ကြပြီလဲလို့ဆိုကမိမတရေကသူ့ရဲ့ပါပြင်ကိုအေးဆက်တဲ့လက်သေးတွေနဲ့ပုတ်တက်လိုက်ပါတယ်နင်ငါ့ကိုကောင်းကောင်းပြုစုရင်နင့်ရဲ့အသက်ဝိညာဉ်ကိုငါမစားတော့ပဲနင့်ကိုငါရဲ့တရေလေးမရဖြစ်ထားပြီးမယ်ဘလို့လဲတဲ့ဒါပေမဲ့အဲ့ဒီယောက်ျားကတော့ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပဲငါကတရေဖြစ်ရင်တော့ငါမိမရဲ့တရေပဲဖြစ်မယ်ငါတို့ဒေါသတွေကတသက်မှမိမတယောက်ပဲယူတာနဲ့လို့မိစ္ဆာမကူမရငယ်မယူနိုင်ဘူးလို့ပြက်ပြက်တသားတုတ်ပြန်ခဲ့ပါတယ်မိမတရေကဒေါသထွက်ပြီးသူမရဲ့ဝိညာဉ်လက်သေးတွေနဲ့ထိုးယောက်ျားကိုရန်ပြူတော့မဲ့အချိန်မှာပဲကလေးမလေးရဲ့ဆူရှာတဲ့အတန်ကဟိမ့်ထွက်လာပါတယ်ရက်လိုက်စမ်းတစ္ဆာဖောက်ယောက်ျားကြောင့်တေးခဲ့ရတဲ့မိမတရေကငါရှိမှဆရာကြီးလာလုပ်နေသေးတယ်တဲ့မိမတရေဟာလန့်သွားပြီးသူမရဲ့လှုပ်ဝက်ချက်တွေကိုသိနေတဲ့ကလေးမလေးကိုအဝတ္တကြီးကြည့်နေရှာပါတယ်အမိန့်တော်အတိုင်းဖြစ်စေဆိုတဲ့ကလေးမလေးရဲ့ကာထအစွမ်းကြောင့်အချိန်ဝါကြီးလာတဲ့မိမတရေဟာကြောက်ရွံ့လို့ညင်ကျသွားပါတော့တယ်ဒီတော့မှမိမတရေဟာကြောက်ရွံ့သွားပြီးသူမရဲ့ဝမ်းနည်းစရာတိတ်ကိုငိုယိုကဖွင့်ဟတောင်းပန်ပါတော့တယ်သူမဟာကုရင်လို့ခေါ်တဲ့မြို့ပိုင်မင်းရဲ့သမီးရင်းဖြစ်ပေမဲ့သူမအယူမူချစ်မိခဲ့တဲ့ရှဟန်ဆိုတဲ့စာတင်သားကတော့ယာရုမရခင်အထိဟန်ဆောင်ကောင်းခဲ့သူပါယာရုရလာတဲ့အခါမှာတော့ရှဟန်ကကုရင်ရဲ့အဖေကိုတပ်ပိုင်ဆိုင်မှုတွေကိုတိမ့်ပတ်ရုံတင်မကပဲကိုဝင်သုံးလရှိနေတဲ့ကုရင်ကိုပါကိုယ်တိုင်ကိုဝင်ဖြည့်စေးတိုက်ပြီးတပ်ပစ်ခဲ့တာပါကျမတေခါနီးအချိန်မှာသူကပြောတယ်သူကျမကိုတခါမှမချစ်ခဲ့ဘူးကုမိသားစုရဲ့စီးစိမ်ကိုပဲမက်ခဲ့တာလေလို့ငိုယိုပြောရင်းသူမရဲ့မမွေးရသေးတဲ့ကလေးလေးအတွက်နောင်တတွေနဲ့ရင်ကွဲမတက်ခံစားနေရရှာပါတယ်အဲ့ဒီခါမှာတော့ကလေးမလေးကနင့်ကလေးရဲ့ဝိညာဉ်ကတဏှေဝိညာဉ်အဖြစ်နဲ့ဒီဘေးနာကတောင်ထဲမှာမိခင်ဖြစ်သူနင့်ကိုရှာရင်းလေလွင့်နေသေးတယ်လို့ပြောလိုက်တဲ့အခါကုရင်ရဲ့မျက်လုံးတွေကမျောလင်းချက်အလင်းတန်းတွေနဲ့တောက်ပလာပါတော့တယ်ကလေးမလေးဟာတားမိနှစ်ဦးကိုပြန်လဲဆောင်တွေ့စေဖို့ကူညီပေးခဲ့ပါတယ်ကလေးဝိညာဉ်လေးပေါင်အားကသူ့မိမေကိုမြင်တာနဲ့ပြေးဖက်ပြီးကျွန်တော်မှမေမေရှိသွားပြီးငါကလေလွင့်တည်းရမဟုတ်တော့ဘူးလို့ပျော်ရွှင်စွာအော်ဟစ်နေတာကိုမြင်ရတာတကယ်ကိုရင်းနှီးစရာမြင်ကွင်းပါပဲဒါပေမဲ့ကုရင်ဟာသူမရဲ့နာကျင်မှုကိုအကြောင်းပြုပြီးအပြစ်မရှိသူအယောက်100နီးပါးကိုလက်စားချေတက်ဖြတ်ခဲ့တဲ့အပြစ်ကြီးတာကြောင့်ကလေးမလေးကပေါင်အားကိုကောင်းရမွန်ရာလူပြန်ဝင်စားဖို့အမြန်ဆုံးပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပေါင်အားကောင်းကောင်းမွန်မွန်နေရမယ်ဆိုရင်ကျမငရဲမှာပြစ်ဒဏ်ခံရမှာကိုမကြောက်တော့ပါဘူးလို့ကုရင်ကတားဖြစ်သူရဲ့အနာဂတ်အတွက်နာကျင်စွာနဲ့သဘောတူလိုက်ပါတယ်စက်သိမ်းပိုင်းမှာတော့ကလေးမလေးရဲ့ဘေးနားမှာအမြဲတမ်းပါလာလေးရှိတဲ့ကြောင်လေးလင်းလင်းဟာရုတ်တရက်ခန္ဓာကိုယ်ကကြားတကောင်နေပါကြီးမားလာပြီးလူလိုစကားပြောတတ်လာပါတယ်တခင်ကကုသိုလ်တွေအများကြီးရလိုက်လို့ကျမရဲ့စွမ်းအားတွေတိုးလာတာပါနောက်ဆိုတခင်ကလမ်းလျှောက်နေစရာမလိုတော့ဘူးကျမကိုစီးပြီးသွားရမှာပေါ့လို့ဆိုကမီးနဲ့ဂုံယူနေပါတော့တယ်ကလေးမလေးကတော့ကြောင်ကြီးရဲ့ကြောပေါ်ကိုခုန်တက်လိုက်ပြီးကိုပိုင်ရင်လေးရှိရတာတော်တော်နေလို့ကောင်းတာပဲစောစောကလေးကနင့်ကိုကြည့်အောင်လုပ်ပေးခဲ့ရမှာလို့သဘောတကျရေမောလိုက်ပါတယ်သူမဟာသူမရဲ့အဖေကိုတော့လင်းလင်းရဲ့အကိုပါဆိုပြီးလိညာရှင်းပြဖို့ကြံစီရင်ဟဲတခင်မြဲကင်ထားထွက်ပြီနော်ဆိုတဲ့လင်းလင်းရဲ့အရှင်ပြင်းပြေးထွက်သွားတဲ့အတန်နဲ့အတူသူတို့ရဲ့ထူဆန်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ဝိညာဉ်နေမင်းချင်းခီးလန်းကတော့ရှေ့ဆက်လက်ရှိနေဦးမှာဖြစ်ပါတော့တယ်